တကယ်တမ်းကျတော့ကိုအဆုံးစီရင်သွားတဲ့စောလေးဟာအရန်တနာစရာကောင်းတဲ့လူတစ်ယောက်လို့လည်းပြောလို့ရတယ်ခင်ဗျသူ့ရဲ့စိတ်ဒဏ်ရာတွေနဲ့သူ့ရဲ့စိတ်ဖိစီးမှုတွေနဲ့သူ့ရဲ့စိတ်ညစ်စရာတွေနဲ့ပေါ့နော်သူအဆုံးစီရင်သွားတာတော့မှသူ့ကိုတချို့သောလူတွေကဘောမလို့လည်းပြောတယ်ဆွဆွဲပြီးသူ့ပြောတယ်ကြားဖြန့်တွေကိုလုံခြုံရေးတက်လုပ်ပေးရမှာမလုပ်ပေးလို့ဆိုပြီးတော့သူ့ကိုကရင်အဖွဲ့အစည်းတွေကသူ့ကိုလာပြီးတော့တတ်သွားတာတွေရောပြီးတော့လည်းဒီစောလေးရဲ့ရွှေမျိုးအတိုင်းဝိုင်းတွေသူ့ရဲ့အတော်တွေသူ့ရဲ့ဦးလေးတွေသူ့ရဲ့ညီကိုမောင်နှမတွေကဒီတခြားသောအဖွဲ့အစည်းတွေနဲ့အလိုပါလှုပ်ပြီးတော့သူ့ကိုအဆုံးစီရင်လိုက်တာတွေရောပြောနေကြတာတွေပေါ့နော်တော်တော်များများပြောကြတာကတော့စောလေးရဲ့မျက်နှာကဒဏ်ရာပေါ့နော်မျက်နှာမှာရှိနေတဲ့ဒဏ်ရာမေးစီမှာရှိနေတဲ့ဒဏ်ရာဒူးခေါင်းထဲမှာရှိနေတဲ့ဒဏ်ရာတွေကဘယ်ကရလာတာလဲပေါ့နော်လူတဦးတယောက်ကဖွဲ့စည်းတစ်ဖွဲ့ကနေပြီးတော့သူ့ကိုအနိုင်ကျင့်ပြီးသူ့ကိုအဆုံးစီရင်လိုက်ဒါဆိုပြီးတော့ပေါ့နော်ပြောနေကြတာတွေလည်းအများကြီးရှိပါတယ်ကျွန်တော်ပြောပြချင်တာရှင်းပြချင်တာကလေစောလေးမျက်နှာထဲကဒဏ်ရာတွေကလေတေချာကြည့်ကြည့်ပါနော်လူတဦးတယောက်ကသူ့ကိုထိုးကြိတ်ထားတဲ့ဒဏ်ရာလည်းမဟုတ်ဘူးတစ်ခုနဲ့တစုံတရာနဲ့ရိုက်ထားတဲ့ဒဏ်ရာလည်းမဟုတ်ဘူးနော်မျက်နှာမှာချစ်ရာတွေပေါ့နော်မေးစီမှာဆိုလဲတစ်ခုနဲ့စောင့်မိပြီးတော့ဖြစ်ထားတဲ့ဒဏ်ရာပေါ့နော်သူမျက်နှာကဒဏ်ရာတွေကသူအချိန်ချင်းသူ့ကိုသူအဆုံးစီရင်မှုစ조사ခဲ့လို့ဒီနယံတွေနဲ့အိမ်နာတွေကနယံတွေနဲ့ချစ်မိတာလည်းဖြစ်နိုင်တယ်ပြီးတော့အိမ်နာတွေကနယံတွေနဲ့စောင့်မိတာလည်းဖြစ်နိုင်တယ်နော်တခုတစုံတရာနဲ့ရိုက်တဲ့ဒဏ်ရာနဲ့ဒီမျက်နှာနယံတွေနဲ့ချစ်တဲ့ဒဏ်ရာနဲ့မတူတစုံတရာနဲ့ဒီဒုတ်တွေဓားတွေတနက်ဇောင်းတွေနဲ့ထုတ်မဲ့ဒဏ်ရာတွေလည်းကြတော့ညိုမဲနေလိုက်မယ်ခင်ဗျာနော်မေးစီကဒဏ်ရာလည်းတခုနဲ့ချစ်မိစောင့်မိထားတဲ့ဒဏ်ရာဖြစ်တယ်နော်တခုနဲ့ရိုက်ထားတဲ့ဒဏ်ရာလည်းမဟုတ်ဘူးကျွန်တော်စိတ်ထင်ပြောရရင်တော့သူမျက်နှာဒဏ်ရာတွေကသူအဆုံးစီရင်မှုသူကြံစီခဲ့တာပထမတစ်ခေါက်တည်းနဲ့အောင်မြင်ခဲ့တာတော့မဟုတ်ဘူးအဲ့ဒီအိမ်နာထဲမှာပဲအချိန်ချင်းသူစူးစမ်းခဲ့တယ်သူကိုသူအဆုံးစီရင်ဖို့ဒီဒဏ်ရာတွေကလည်းအဲ့ဒီအချိန်ချင်းကပဲကြံစီခဲ့တဲ့အချိန်ချင်းတွေကပဲရရှိခဲ့တဲ့ဒဏ်ရာတွေဖြစ်တယ်အခုလိုမျိုးသူအိမ်နာထဲမှာအကြာကြီးနေနေတာသူအတော်တွေအရေးမမိဘူးလားသူအတော်တွေအိမ်မှာနေနေတာအရေးမမိဘူးလားကျွန်တော်ကြည့်သလောက်ပေါ့နော်ကျွန်တော်ထင်သလောက်ကတော့သူကငကိုကလေးဒီတိုင်းပဲကြောင်လေးရှိတာပေါ့နော်တခါတလေကြာရင်စေးတုပ်ပြီးတော့ဒါသူ့ရဲ့ပတ်ဝန်းကျင်ကလူတွေလည်းသိတယ်သူ့ရဲ့မောင်နှမတွေလည်းသိတယ်ဒါသူ့မောင်နှမတွေလည်းဝန်ခံပြောပြပြီးပြီပေါ့နော်သူစေးတုပ်နေတခါကျရင်သူကြောင်တတ်တယ်ဒါကြောင့်မလို့သူ့ရဲ့အတိမိတ်ဆွေတွေကသူ့ရဲ့ဘေးပတ်ဝန်းကျင်ကလူတွေကပုံမှန်ဖြစ်လေရှိတဲ့ပုံစံဆိုပြီးတော့ပဲဒီတိုင်းလွတ်ထားတယ်လို့တော့ကျွန်တော်ထင်တာပဲငွေစေဝါတုံးတဲ့လူတယောက်ကတချို့တော်သူတွေကတိတာကတော့ရန်ကားမယ်သူများအန်တကယ်ပေးမယ်ပေါ့နော်အဲ့လိုမျိုးတိကြတဲ့လူတွေများလိုက်မယ်တကယ်ကျတော့မူရင်စေဝါတုံးတာပုံစံတွေကအမျိုးရှိကြတယ်စော်လေးကလည်းကျတော့တော်တော်လေးတနာစရာကောင်းတာပေါ့နော်သူကတော့သူဘ ᱹ မှအန်တရယ်မပေးဘူးသူမူရင်စေဝါတုံးပြီးတော့ဘာလို့သူခံစားချက်နဲ့သူစိတ်ဖိစီးမှုတွေနဲ့သူ့ရဲ့စိတ်ညစ်စရာတွေနဲ့သူဘာနော်သူမွေးရင်စေဝါတုံးတယ်သူရဲ့စိတ်ထွက်ပေါက်တစ်ခုအနေနဲ့သူတုံးဆွဲခဲ့တာပေါ့နော်ဘ ᱹ မှသူအန်တရယ်မပေးဘူးအရင်ဗီဒီယိုဖိုင်တော့လည်းကျွန်တော်ပြောပြသွားတယ်ကရင်အဖွဲ့အစည်းတွေကလေကရင်လူမျိုးအချင်းချင်းကိုကရင်အဖွဲ့အစည်းကနေထွက်ပြေးသွားတဲ့ကိစ္စတစ်ခုတည်းနဲ့ဆိုပြီးတော့လိုက်မတက်ပါဘူးခင်ဗျမရှိပါဘူးเนาะကရင်ပြည်နယ်မှာအဲ့လိုမျိုးအမှုတွေမရှိဘူးခင်ဗျကရင်စစ်သားတွေကပေါ့နော်သူတို့ထိုင်းနိုင်ငံအောင်တက်လာခြင်းလို့ဆိုပြီးတော့သူတို့ကိုပိုင်လက်နက်တွေကိုပိုင်ကင်တဲ့လက်နက်တွေကိုဒီပွဲစားတွေစီမှာလက်နက်အယောင်းဝယ်လုပ်တဲ့ပွဲစားတွေစီမှာရောင်းစားပြီးတော့ထိုင်းနိုင်ငံအောင်တက်ပြေးလာတဲ့ကရင်တွေအများကြီးပဲเนาะဒီကရင်အဖွဲ့စည်းမှာလက်နက်ကင်နေတဲ့လူတွေအများကြီးပဲကရင်ကြီးပဲမဟုတ်ဘူးเนาะမြန်မာတွေရောလူမျိုးပေါင်းစုံပဲရှိတယ်ကရင်လက်နက်ကင်အဖွဲ့စည်းမှာသူတို့လက်နက်ကိုသူတို့ရောင်းစားပြီးတော့ထိုင်းနိုင်ငံအောင်ထွက်ပြေးလာတဲ့ကရင်တွေကအများကြီးပဲလူတွေကလည်းအများကြီးပဲပေါ့နော်ဒီလိုမျိုးအသက်ခံရတာတခါမှမရှိဘူးခင်ဗျာမဖြစ်နိုင်ဘူးပေါ့နော်ကျွန်တော်တို့ကရင်ပြည်နယ်မှာနေခဲ့တာတခါမှလည်းမကြားဘူးပြီးတော့တိတယ်ကရင်အဖွဲ့အစည်းမှာဒီလိုမျိုးလှုပ်ထားမရှိဘူးခင်ဗျာဥပဒေလည်းမရှိဘူးလက်နက်ရောင်းစားတဲ့လူကိုတော့မှကိုယ့်ရဲ့ကိုယ်ပိုင်လက်နက်ကိုရောင်းစားပြီးတော့ထွက်ပြေးတဲ့လူပြန်မိရင်တော့မှတို့ရိုက်ပဲရိုက်နှက်တယ်စုံမတယ်ပြီးရင်ထောင်ချတယ်တချို့သောလူကိုထောင်တော့မချဘူးနင်အဖွဲ့အစည်းပြန်ဝင်ဖို့လားငါတပည့်အဖြစ်ပြန်နေအရင်လိုမျိုးပြန်နေဆိုပြီးတော့ပဲထားတာเนาะအဲ့လိုမျိုးလိုက်တက်တဲ့ပုံစံမျိုးဆိုတာမရှိဘူးခင်ဗျเนาะမလောက်ကြဘူးခင်ဗျကရင်အဖွဲ့အစည်းမှာစော်လေးကိုကျွန်တော်ကြည့်ရတာပေါ့နော်သူကတော်တော်လေးကိုသူ့ရဲ့ခံစားချက်သူ့ရဲ့အားနည်းချက်သူဘာတွေဖြစ်နေလဲသူရင်ထဲမှာဘာတွေဖြစ်နေလဲဘလို့တွေပူလောင်နေလဲဘလို့တွေစိတ်ဖိစီးမှုတွေရှိနေလဲဆိုတာကိုလူတစ်ဖက်သားကိုသူမပြောပြဘူးသူ့ရွှေမျိုးအတိုင်းဝိုင်းကိုလည်းသူမပြောပြလာဘူးเนาะသူ့အပေါ်ကိုနားလဲတဲ့လူသူ့ကိုအချစ်တဲ့လူเนาะသူ့ကိုကျင်နာမှုပေးနိုင်တဲ့လူသူ့ကိုစိတ်လုံခြုံမှုပေးနိုင်တဲ့လူကိုပဲသူပြောပြရင်ပြောပြလိုက်မယ်ခင်ဗျသူတငယ်ချင်းအတိုင်းဝိုင်းမှာလည်းသိလိုက်မယ်ခင်ဗျသူဘာကြောင့်စိတ်ဖိစီးမှုတွေဖြစ်နေတာလဲဆိုတာကိုလည်းသိကြလိုက်မယ်မထုတ်ဖော်ပြောဘူးဆိုတာကလည်းတစ်ဖက်လူကိုထိခိုက်မှာဆိုလို့မထုတ်ဖော်ပြော
ပြောကြတာပေါ့နော်ဒါကျွန်တော်အမြင်ကိုကျွန်တော်ပြောပြတာစောလေးဟာသူစိတ်ညစ်လိုက်သူစိတ်ဖိစီးမှုအရန်ဖြစ်လာရင်လူတယောက်ယောက်ကိုပေါ့နော်သူတတိယတာတွေဆွဲလန်းတာတွေဖြစ်လာလို့ရှိရင်သူမူရစေဝါ3လေးရှိတယ်လို့တော့ကျွန်တော်ထင်တယ်စောလေးမျှဝေထားတဲ့ဗီဒီယိုဖိုင်ပေါ့နော်သူအကောင့်ထဲမှာသူမျှဝေထားတဲ့ကြပြတစ်ပုတ်လည်းအားလုံးသိကြပြီလို့တော့ထင်တာပေါ့နော်အဲ့ကြပြထဲမှာသူရေးထားတာတော့ဒီဘဝမှာမစုံဖြစ်ခဲ့ဘူးဆိုလို့ရှိရင်နောက်ဘဝမှာစုံကြမယ်အဲ့လိုမျိုးစာသားတွေတွေ့ရတာပေါ့နော်ဒီလိုပုံစံမျိုးတွေဒီလိုစာသားတွေပေါ့နော်ကြေကွဲစရာစာသားတွေအခုဘဝမှာမနေချင်တော့နောက်ဘဝမှာနောက်ဘဝကူပြောင်းခြင်းနဲ့ကြပြတွေဖြစ်ကြောင်းဒါတွေကိုသူအရန်ကြိုက်တာတွေ့ရတာပေါ့နော်ကျွန်တော်စိတ်ထင်ပြောရမယ်ဆိုလို့ရှိရင်တော့သူအဆုံးစီးရင်နဲ့ညမှာသူက cycle တစ်ခုဝင်ခဲ့တယ်မူရင်စေဝါတုံပြီးတော့ပြောမယ်ဆိုလို့ရှိရင်တဘာဝကြပြောမယ်ဆိုလို့ရှိရင်ကြောင်တာပေါ့နော်မူရင်စေဝါတုံပြီးတော့ကြောင်တာသူရဲ့စိတ်ခံစားချက်ကိုတွန်းပို့ခဲ့တယ်မူရင်စေဝါကျွန်တော်စိတ်ထင်ပြောရမယ်ဆိုလို့ရှိရင်မူရင်စေဝါတုံပြီးတဲ့နောက်ပိုင်းသူရဲ့စိတ်ခံစားချက်ဘယ်လိုဖြစ်ပေါ်လာလဲဆိုတော့ဒီဘဝမှာသူစနေရင်ဒီလိုပဲသူစိတ်ခံစားချက်တွေနဲ့စိတ်ဖိစီးမှုတွေနဲ့စိတ်ညစ်စရာတွေနဲ့ရှေ့ဆက်သွားရမယ်ပျော်စရာတွေမရှိတော့ဘူးတကယ်လို့နင်ဟာနောင်ဘဝကူးပြောင်းမယ်ဆိုလို့ရှိရင်နင်ဘဝဒီထက်လှပမယ်နင်တွေ့ချင်တဲ့လူနဲ့နောင်ဘဝမှာနင်တွေ့ရမယ်ဆိုတဲ့ cycle သူ့မှာဝင်သွားတယ်မူရင်စေဝါတုံးပြီးတဲ့နောက်ပိုင်းဒါကြောင့်မလို့သူ့ရဲ့စိတ်ခံစားချက်အနောက်ကိုသူလိုက်သွားတယ်လို့တော့ကျွန်တော်မြင်တယ်စောလေးကတကယ်တနာစရာကောင်းပါတယ်သူမူရင်စေဝါတုံးတာမှားလားမှန်လားကိုမထည့်ပြောစရာမလိုတော့ဘူးပေါ့နော်ဒါကတော့သူ့ရဲ့လူတယောက်ရဲ့ဘဝလူတယောက်ရဲ့ရွေးချယ်မှုအပေါ်မှာမူတည်တာပေါ့နော်သူရဲ့စိတ်ထွက်ပေါက်အနေနဲ့သူဘာတွေကြုံတွေ့လာလဲဘယ်သူမှနားလည်မှာမဟုတ်ဘူးဘယ်သူမှလည်းသိမှာလည်းမဟုတ်ဘူးသူကိုယ်သူအသိဆုံးပဲဒီစောလေးရဲ့တငယ်ချင်းတွေရင်းနှီးတဲ့တငယ်ချင်းတွေသူ့ရဲ့ရွှေမျိုးအတိုင်းဝိုင်းတွေတိကောင်းတိလိုက်မယ်ခင်ဗျာစောလေးကရန်ကားတဲ့လူမဟုတ်လူသူများတွေကသူ့ကိုလာပြီးတော့မကောင်းကြံရအောင်စောလေးကလူဆိုးလူမိုင်းမဟုတ်သူများသားသမီးကိုမတိုင်းကျင့်ထားတာမဟုတ်သူများသားသမီးတွေကိုသူများတွေကိုတွားပြီးတော့တတ်ထားတာလည်းမဟုတ်ဘူးပေါ့နော်သူ့ကိုလာပြီးတော့အဆုံးစီရင်ရအောင်သူကမကောင်းတဲ့လူမဟုတ်ဘူးသူ့မှာစီးပွားရေးလည်းရှိတယ်သူဈေးရောင်း online ဈေးရောင်းနေတယ်သူ့မှာဘာအခက်ခဲမှမရှိဘူးသူကိုသူအဆုံးစီရင်စရာအကြောင်းမရှိဘူးတချို့သောသူတွေကလည်းပြောနေကြတာတွေ့ရတာပေါ့နော်ဒီအချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်ပြောမယ်နော်တချို့သောသူတွေကလေအရှိမာတာသူတို့ဘဝသူတို့အားနဲ့ချက်ကိုသူတို့မပြဘဲနဲ့သူတို့ပုံမှန်လှုပ်တဲ့အလုပ်ကိုသူတို့နေ့ရက်တိုင်းသူတို့ပုံမှန်ပဲလှုပ်သွားတတ်ကြတယ်ခင်ဗျသူတို့ရင်ထဲမှာဘာခံစားနေရလဲဘလို့တွေစိတ်ဖိစီးမှုတွေရှိနေလဲဘလို့အခက်ခဲတွေကြုံတွေ့နေလဲဘလို့စိတ်ညစ်စရာတွေစိတ်မကောင်းစရာတွေဖြစ်နေလဲဆိုတာကိုသစိမ်းလူကိုသူတို့ဘယ်တော့မှမဖော်ပြဘူးခင်ဗျအဲ့ထဲမှာစော်လေးတယောက်လည်းပါတယ်သူ့မှာဖြစ်ပျက်နေတဲ့အရာတွေရင်ဆိုင်နေရတဲ့အခက်ခဲတွေစိတ်ဖိစီးမှုတွေကိုသူမဖော်ပြခဲ့ဘူးအဲ့လိုလူတွေကကြောက်ဖို့ကောင်းတယ်သူဟာသူကြိတ်မှိတ်ပြီးတော့သူခံတယ်ဘဒုမှလည်းသူရင်မဖွင့်ဘူးသူရင်ဖွင့်တဲ့လူကလည်းသူ့ကိုစိတ်လုံခြုံမှုပေးတဲ့လူမှသူရင်ဖွင့်တယ်သူဟာသူကြိတ်မှိတ်ပြီးနေတယ်ကိုတငယ်ချင်းထဲမှာအခုလိုမျိုးဖြစ်နေတဲ့လူတယောက်ရှိတယ်ဆိုလို့ရှိရင်တတိထားရတာပေါ့နော်တယောက်တည်းပေးနေလို့မရဘူးတယောက်တည်းလွတ်ထားလို့မရဘူးအခုလိုမျိုးမူးရင်စေးဝါးတုံးတဲ့အချိန်ဆိုပို့ဆိုးအနားထဲမှာအနားမှာတယောက်အမြဲတမ်းရှိပေးနေရတယ်ကျွန်တော်တငယ်ချင်းတော့ဆိုလဲအဲ့လိုပဲကျွန်တော်အနားမှာတနေ့ပေးရတယ်အနောက်မှာပလိတ်လိုက်လာပြီးဘာလိုက်လာပြီးဆိုလဲကြောင်ပြောက်ပြီးတော့သူ့ဟာသူပြောနေတာပေါ့နော်တကယ်ကြတော့ဘယ်သူမှမလိုက်လာဘူးစောလေးဒီကနေဆူတောင်းပေးလိုက်ပါရခင်ဗျာနံပါတ်ကြားလို့ရှိရင်အခုလိုမျိုးအဖြစ်ပြက်ဇိုးတွေနဲ့မကြုံရပါစေနဲ့